အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ပြန်လာပါပြီကျွန်တော်ကြော်ထလင်းပါကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ flower horn ငါးတွေရဲ့မူလသမိုင်းကြောင်းအစပဲဖြစ်ပါတယ်ခင်ဗျာတကယ်တော့ flower horn ငါးတွေဆိုတာကိုပိုင်မျိုးရိုးဗီဇမရှိပဲတောင်အာဖရိကတိုက်ဒေသရင်းရဲ့ seismic မျိုးလင်းငါးမျိုးကိုဆက်ဖောက်ရင်းထဲမှာရရှိလာတဲ့ငါးတွေပဲဖြစ်ပါတယ်အဲ့ဒီ flower horn ငါးတွေကိုကမ္ဘာပေါ်မှာပထမဦးဆုံးထုတ်လုပ်တဲ့နိုင်ငံကအများထင်သားသလိုထိုင်းနိုင်ငံမဟုတ်ပါဘူးတဲ့ဗျာမလေးရှားနိုင်ငံပဲဖြစ်ပါတယ်တဲ့အဲ့ဒီ flower horn ငါးတွေဘလို့ရလာလဲဘလို့အစစ်စစ်မျိုးဖောက်ပြီးမှထွက်ပေါ်လာလဲဆိုတဲ့အကြောင်းကိုတော့မလေးရှားငါးသမားတွေကယနေ့အချိန်ထိကျင့်ဝတ်ထားတဲ့ဖြစ်ပါတယ်ဒါပေမဲ့ခမန်းတွေးဆထားတဲ့ငါးဖောင်ဒီ formula တွေကတော့အပြင်ကိုထွက်ပေါ်လာပါတယ်ဒီကိုရင်ဆန်လုံးတဲ့ formula တစ်ခုကတော့မလေးရှားနိုင်ငံရဲ့ဓာတ်ခွဲခန်းအတွင်းမှာရွှေငါး goldfish genes မျိုးရိုးဗီဇနဲ့တောင်အမေရိကတိုက်က Trimax Sislic Amylophorus Trimegaloides ရဲ့မျိုးရိုးဗီဇနှစ်ခုကိုပေါင်းစပ်ပြီးမှ flower horn ကရလာတယ်လို့ဆိုပါတယ်ဒီချက်ပေါ်ပြီးရုပ်တည်တန်တဲ့ခမန်းချက်ကတော့ flower horn ငါးတွေကတောင်အမေရိကတိုက်ကပုံမှန်မတူတဲ့ Sislic တွေကိုအပြန်အလှန်အချင်းချင်းတားဆက်ပြီးမှရလာတာကြောင့်ကွဲပြားခြားနားတဲ့ပုံစံမျိုးမျိုးရှိတဲ့ flower horn ရေစီးကြောင်းကြီးဖြစ်ပေါ်လာတာလို့ဆိုပါတယ်ရုပ်တည်တန်ပြီးဖြစ်နိုင်ခြင်းအရှိဆုံးကတော့ဟိုးပထမဦးဆုံး flower horn ငါးတွေရဲ့ဘိုးဘေးအဆက်အနွယ်တွေဟာ Trimax Sislic နဲ့အခြားတောင်အမေရိက Sislic တွေဖြစ်တဲ့ Meter Sislic Amylophorus Citrinellans Neon Diva Sislic Amylophorus Leviathan ခေါင်းနီ Sislic Viger Sanspia တို့ဖြစ်နိုင်တယ်လို့ဆိုပါတယ်ပညာရှင်တချို့က flower horn ကတဘာဝနီးရပေါက်ဖွားတာမဟုတ်ပဲကြောက်ရွံ့ဖွယ်မျိုးဆက်သားဖောက်တာဖြစ်တယ်ဒီငါးကိုသားဖောက်တဲ့လူတွေဟာငွေမျက်နှာပဲကြည့်ကြတယ်လို့ဝေဖန်ကြပါတယ်တချို့ကတော့စိတ်ရှည်လက်ရှည်နဲ့အချိန်ကုန်ငွေကုန်ခံပြီးမျိုးဆက်လို့ရလာတဲ့ flower horn ကိုမှသဘောကျကြပါတယ်တောင်အမေရိကတိုင်းရေပြင်တွေမှာတဘာဝအတိုင်း Sislic မျိုးတွေတကောင်နဲ့တကောင်မျိုးမတူပဲရကြတာရှိပါတယ်ဒါပေမဲ့ flower horn လို့တော့တကောင်မှမရခဲ့ကြပါဘူးတဲ့ဒီငါးကလူတွေစစ်ဆက်ရွေးချယ်သားဖောက်ခဲ့တာပဲဖြစ်ပါတယ်တဲ့တမိုင်းတစ်လျှောက်လုံးလူတွေမျိုးမတူတာတွေသတ်ဖောက်ကြတဲ့တတဝါများဥပမာခွေးတွေကြောင်တွေဝက်တွေနဲ့နှိုင်းရှင်ရင် flower horn ကလူတို့မျိုးဆက်ဖန်တီးမှုစံနမူနာတစ်ခုဖြစ်နေပါတော့တယ်1980ကျော်ခုနှစ်တည်းမှာဖော်မိုသန်ကျွန်းကတိုင်ပေတရုတ်တွေမျိုးဆက်ပြီးတော့ရလာတဲ့ငါးကလည်းအင်မတန်မှရောင်းကောင်းခဲ့ပါတယ်အဲ့ဒါကတော့ red barrel လို့ခေါ်တဲ့ neon barrel ငါးပဲဖြစ်ပါတယ်ထို့ကြောင့်မလို့စင်ကာပူနဲ့မလေးရှားမှာရှိတဲ့အလှမွေးငါးကုမ္ပဏီတွေကိုဥရောပနိုင်ငံတွေအမေရိကန်ပြည်ထောင်စုနဲ့ကိုရီးယားဂျပန်တို့ကအမှားသားတွေရောက်ရှိခဲ့ပြီးတော့ red barrel တွေဟာလက်ကွန်ရောင်းချခဲ့ရပါတယ်အဲ့လိုနဲ့စင်ကာပူမလေးရှားမှာရှိတဲ့ငါးသမားတွေကလည်းတရုတ်တိုင်ပေကနေမမှာပဲနဲ့သူတို့ဘာသူတို့ပြန်ရောင်းနိုင်အောင်လို့ငါးတွေကိုလက်